ရခိုင်ပြည်နယ်မောင်နှောမြို့နယ်အတွင်းရှိအမှတ်1နယ်ကြားဆောင်ရဲကွက်ကဲမှုဌာနချုပ်ကြီးကမ်းပြင်ကိုးတန်ကောက်ရဲကင်းစခန်းနဲ့ငခုရနယ်မြေရုံးများကိုအော်တိုဘာ9ရက်မနက်ပိုင်းမှာအကြမ်းဖက်သမားများကအကြမ်းဖက်စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်ရဲတပ်ဖွဲ့ဝင်9ဦးကြာဆုံးပြီးလက်နက်မျိုးစုံ52လက်နဲ့ကြီးမျိုးစုံဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်တပ်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများအနေဖြင့်လည်းအကြမ်းဖက်တိုက်ဖျက်ရေးဆုံးရှုံးလက်နက်များနဲ့ကြီးများပြန်လည်ရရှိရေးအကြမ်းဖက်သမားများကိုဖော်ထုတ်ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများကိုတရားဥပဒေနဲ့ညီမောင်နှောဒေသတွင်နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ပါတယ်။အကြမ်းဖက်သမားများဟာအင်တာနက်နဲ့လူမှုကွန်ရက်များမှာမဟုတ်မမှန်လောက်ကျန်ဝါဒဖြန့်တဲ့သတင်းများလွှင့်တင်ခြင်းပြည်ပမီဒီယာအချို့ကလည်းမဟုတ်မမှန်လောက်ကျန်ထားတဲ့တစ်ဖက်သက်ဆွဆွဲချက်သတင်းများကိုမီဒီယာကျင့်ဝတ်နဲ့မညီပဲထုတ်လွှင့်ခြင်းများဆောင်ရွက်ပြီးအဖြတ်သဘောနဲ့သတင်းစိုးများကိုဖြန့်ဝေလျက်ရှိပါတယ်။ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာဒီဇင်ဘာ17ရက်မှ23ရက်အထိမောင်နှောဒေသကိုတွားရောက်ပြီးစုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်တွင်ကော်မရှင်အဖွဲ့ဝင်အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာဒေါ်တက်တက်စင်နဲ့အဖွဲ့ဝင်များဟာကျေးရွာသူကျေးရွာသားများအမျိုးသမီးများနဲ့ကလေးများကိုတွေ့ဆုံကအမျိုးသမီးများအဓမ္မပြုကျင့်ခံရမှုရှိမရှိကိုအသေးစိတ်မေးမြန်းခဲ့ပါတယ်။ဒီဇင်ဘာ17ရက်မွန်းလယ်ပိုင်းမှာပြောင်ပိုက်ကျေးရွာကိုရောက်ရှိစဉ်မက်ဂျမာလီဟာနဲ့တီးခြားတွေ့ဆုံပြီးကိုယ်တိုင်အဓမ္မပြုကျင့်ခံရမှုရှိမရှိအခြားအမျိုးသမီးငယ်များကိုလည်းအဓမ္မပြုကျင့်ခံရမှုရှိမရှိနဲ့မျက်မြင်ကိုယ်တွေ့သိရှိရခြင်းရှိမရှိတို့ကိုမေးမြန်းခဲ့ရာကိုယ်တိုင်လည်းပြုကျင့်ခံရမှုမရှိကြောင်းအခြားသူများပြုကျင့်ခံရမှုကိုလည်းမြင်တွေ့သိရှိခြင်းမရှိကြောင်းဖြေကြားခဲ့ပါတယ်။ကျွန်တော်ဒီမှာလည်းမဟုတ်ဘူးမြင်တယ်ပြောတော့မြင်တာသိတာမဟုတ်ဘူးဆိုကောမဒီဒီကိဘူးဆိုခေါ်ရဘူးဒီပြတော့ဒီရတယ်ဇူလုံကိုကြည့်လို့ရတယ်ခင်ဗျာဇူလုံကိုကျတဲ့နော်ကောနော်ဒီကိတာရမူရာကလိုက်ကိုမကျင်းလားမကျင်းလားဆိုတော့ကိုလေကျွန်မမမြင်ဘူးတော်ထီကိုခေါ်တော့တာပဲသိပါတယ်ခင်ဗျာကိုယ်တိုင်ကိုလည်းမရင်းမကျင်းလိုက်ဘူးဟုတ်လားတော်ရဇူလုံနော်နဲ့တော်ရဇူလုံကိုကျနေမယ်အာမီလီတရီဇူလုံနော်ကောရဘာဒါကာဘူတော်အတ်ဂလာဒီယေခန္ဓာကိုလဲမမကိုကျနာပါတယ်ဘယ်လိုလဲလို့ပြောတာဂိုရီဂေါခူလီဖလာယေဘောဒလီဒါရီခူလီဖလာယေဟုတ်တယ်ကျွန်တော်ပြောတယ်အဲ့ဒါကိုဟိုတီတော့လည်းဒီလိုရိုက်တယ်ဆဲလာတွေပဲရှိပါတယ်တဲ့ဘာတစ်ခုမှမဆောက်ပါဘူးပြောတော့လည်းကိုယ်တိုင်မှာရှင်းခါတယ်မှာပါပါတယ်သူကပြောတယ်ဟုတ်ပါတယ်အခုမေးတဲ့အခါကျတော့ရှင်းသွားပြီအဲ့တော့ခင်ဗျားသိတာဒီမရင်းကျင်းတာကိုလည်းခင်ဗျားမမြင်ရဘူးမရင်းကျင်းတယ်ဆိုတော့အကြောင်းကိုလည်းတိတိကျကျမသိဘူးဆိုတာဟုတ်သလားဒီရမာယာဘိုင်းနေတဲ့ဇူလုံကိုကြီးတဲ့အေးဗျာအိုနေနော်ခွေးတဲ့ဗျာဒီနော်တကေနော်ဒီကေအိုနေအေးဗျာတူလေနော်နော်နဲ့အိုနေနော်ဒါကွန်ဇာရီကြီးအမလာပါနေမရင်းနော်ဟိုတီနော်ဟိုခုံစားကြီးတဲ့နော်ခွေးနဲ့ပါယာတင်းတာနေဗျာဒီကိနေအဲ့လိုပဲပြောတာသူကဟုတ်နော်ဒီကိတော့အာဖူဆာကိုဂျီရာမာယာဖွာနီနော်သူဖူဆာကိုဂျီရာသူစီကမေတော့အေးပြောပါတယ်တဲ့ဟုတ်တယ်လို့ဘာတော့မသိပါဘူးသူဘာပြောလိုက်အောင်ဒီကီဟိုတဲ့အခါတည်းဒီမှာဝင်သွားဟုတ်တယ်သူပြောတာကနေပြီးတော့ဒီလိုမတင်းကျင်းတဲ့ကိုမတွေးပါဘူးတဲ့ကျင်းတယ်ဆိုတဲ့ဥစ္စာကျင်းတဲ့ဥစ္စာကိုလည်းမမြင်ပါဘူးတဲ့သူကိုယ်တိုင်ရောသူကိုယ်တိုင်လည်းအချင်းမခံပါဘူးပြောပါပြည်တွင်းပြည်ပမီဒီယာများပါဝင်တဲ့သတင်းမီဒီယာအဖွဲ့ဟာဒီဇင်ဘာ19ရက်မှ22ရက်အထိရခိုင်ပြည်နယ်ကိုတွားရောက်တဲ့ခီးစဉ်မှာမောင်နှောမြို့နယ်ပြောင်ပိုက်ကျေးရွာကိုဒီဇင်ဘာ21ရက်ကရောက်ရှိစဉ်ပြောင်ပိုက်ကျေးရွာနေမက်ဂျမာလီဟာ25နှစ်နဲ့ငဇယ်ကျူးကျေးရွာနေဒေါ်တန်းတန်းခေါ်မတ်နိုချန်32တို့ကိုတွေ့ဆုံမေးမြန်းရာမက်ဂျမာလီယာက၎င်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကအဓမ္မပြုကျင့်ခံရကြောင်းဖြေကြားခဲ့ပါတယ်။သူ့နာမည်ကဂျာမာလီဇာပါဂျာမာလီတက်လောက်လေ25နှစ်ဘယ်ရွာလဲဘယ်ရွာလဲဂျာမာလဆင်ပါဒီရွာကပါအမေနာမည်ဂျာမာလဆင်ပါအမေနာမည်မာနမ်မာမူဒါဘယ်ရွာနာမည်တောင်ဖိုက်ဘာဒအာဖွန်ဒရဇန်3 क्लास 4 क्लास 5 क्लास 4 တဲ့ဟင်ဒီလာမွန်အဲနောက်15ရောက်ကတော့ဟာလေး4တဲ့5တဲ့6တဲ့6သားသမားတွေရွတ်တယ်လေဆူလိုက်တယ်အုပ်စုတက်ကဆူရွတ်လိုက်တာဟုတ်ပါတယ်အလားမာယာဖွာနီဘက်ကုနဲ့တူဒီငါတော့ဂျာရက်စကမတယ်လို့ကြီးသူတို့ကအလုံးခေါ်ပြီးတော့လေချောင်းမှာခေါ်လိုက်တယ်အစကလမတယ်လို့ဂျာပါတယ်မာယာဖွာနီနော်တူအင်းတူကိုမာရီဟောတာတရာဖူဆာရိုဂျမာနေအားကစနိုအဲ့ဒီမိမတွေကိုလည်းဒီမှာရိုက်ပြီးတော့ဟိုစကားတွေမဲတယ်ပေါ့
လည်းနဲ့ကဖက်စီရပါလာပါရမဲတာပဲရှိတယ်အဲ့နော်နာကရလာတိကနော်သလဲဒီဟုတ်တယ်ဒါပါတယ် Bade hen tu sargwa myala bwa bachi. အဲ့ဒီတက်က4ရောက်ကိုရွတ်တယ်လေဖြန်ပြီးတော့ရှောင်းတက်က4ရောက်ကိုဖြန်ရွတ်တယ် Sargwa myala bwa tu tinno myala bwa juan bachi ar janare bachi. 4ရောက်တက်ကလည်း3ရောက်လပြို့နော်1ရောက်ကတူပဲ Ka are basi bade tinno myala bwa re nura hasdua nura butore logiye hasan military. အဲ့3ရောက်လပြို့ရှိတဲ့3ရောက်ကိုတော့တဲမှာခေါ်လိုက်တယ်လေသစ္စာက9ရောက်ပါတယ်လေထမတော့ Bade are lo dujan eskular fukta hotu foirase. သူက9ရောက်သူနဲ့9ရောက်ကဟိုခင်ကြီးရှိတယ်မလားခင်ရဲ့ဟိုပဲခေါ်ယူ Akema. Foiror bade puro butore lo jayore mani endila ekjon te takia ar jonare sudungore. တယောက်ကမတင်ရှိနေတယ်နောက်တယောက်ကနက်ကရက်နေတယ်လေဒီကောင်မလေး3ယောက်ကတော့တဲမှာခေါ်လိုက်တယ် အဲဒါကြောင့်ဖြစ်ရမှန်ပေါ်ပေါက်ရေးကျူးလွန်ခဲ့သူများကိုတရားဥပဒေနဲ့ညီအရေးယူနိုင်ရေးနဲ့နစ်နာသူများကိုဥပဒေနဲ့ညီအကာအကွယ်များပေးရနိုင်ရေးအတွက်ဒီဇင်ဘာ22ရက်မှာတာဝန်ရှိသူများပါဝင်တဲ့အဖွဲ့ဟာပြောင်ပိုက်ကျေးရွာကိုတွားရောက်ကပြောင်ပိုက်ကျေးရွာယာအိမ်မှုခါလီစပယ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုမာမတ်အီနူနဲ့ရက်မိရက်ဖများကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်မတ်ဂျမာလီဟာနဲ့ဒေါ်တန်းတန်းတို့ဟာပြောင်ပိုက်ကျေးရွာတွင်နေထိုင်ခြင်းမရှိဘဲငဇယ်ကျူးကျေးရွာတွင်နေထိုင်ရရှိကြောင်းသိရှိရတာကြောင့်လာရောက်ရန်ခေါ်ယူခဲ့ပေမဲ့လည်းလာရောက်ချင်းမပြုဘဲတင်းရှောင်လျက်ရှိကြောင်းကျေးရွာအုပ်ချုပ်ရေးမှုရဲ့ပြောကြားချက်အရသိရှိရပါတယ်။ပြောင်ပိုက်ကျေးရွာရှိမတ်ဂျမာလီဟာရဲ့နေအိမ်အနီးပတ်ဝန်းကျင်နေအဘူဘော်ရှော့မနူနဲ့ယာယီမှုတို့ကိုမေးမြန်းရာအဓမ္မပြုကျင့်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမှန်ကန်မှုမရှိကြောင်းအဓမ္မပြုကျင့်ခံရတယ်လို့ကျေးရွာအတွင်းမကြားမိကြောင်း၎င်းအနေနဲ့သတင်းတော်များကိုမြည်သည့်ရည်ရွယ်ချက်နဲ့အဓမ္မပြုကျင့်ခံရတယ်လို့ပြောကြားသည်ကိုမသိရှိကြောင်းဖြေကြားခဲ့ပါတယ်။မောင်နှောခရိုင်တွင်ရှိဒေသခံများအနေနဲ့အာဓမ္မပြုကျင့်ခံရမှုများရှိပါကဥပဒေနဲ့ညီအမှုဖွင့်တိုင်ကြားနိုင်ကြောင်းမှန်ကန်မှုရှိပါကတရားဥပဒေနဲ့ညီအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့အမှန်တကယ်နစ်နာသူများကိုထီထီရောက်ရောက်အကာအကွယ်ပေးသွားမှာဖြစ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ